တခါတုန်းကတောအုပ်ကြီးထဲမှာမြောင်လေးတစ်ကောင်ရှိတဲ့။အဲ့ဒီမြောင်လေးဟာမိခင်မြောင်မကြီးအတွက်စားစရာတွေကိုနေ့စဉ်ရှာဖွေကျွေးမွေးနေရတာပေါ့ကွယ်။ဒီနေ့မှာမြောင်လေးအစာရှာဖို့မသွားခင်သူ့မိခင်ကြီးကပြောလိုက်တဲ့။ဒါလီအမေအတွက်စားစရာတွေကိုရှာဖွေရင်အမေစားချင်တဲ့ပန်းသီးကိုရအောင်ရှာဖွေခဲ့ပါကွယ်လို့မိခင်မြောင်မကြီးကမှာတော့မြောင်လေးကစိတ်ကြပါအမေစားချင်တဲ့ပန်းသီးကိုရအောင်ရှာဖွေပြီးယူဆောင်လာခဲ့ပါမယ်လို့သူမိခင်ကြီးကိုပြောကြပြီးပန်းသီးရှာဖို့တောအုပ်ထဲကိုထွက်လာမိတာပေါ့ကွယ်အဲ့ဒီအချိန်မှာမြောင်လေးအစာရှာဖွေနေတာကိုတွေ့လိုက်ရတဲ့ငှက်လေးကမိတ်ဆွေမြောင်လေးအဘဲကြောင့်တောအုပ်ထဲကိုအစာရှာဖွေဖို့လာခဲ့ပါတလေလို့မေးလိုက်တဲ့ငှက်လေးစကားကိုကြားပြီးမြောင်လေးကအံ့ဩသွားတာပေါ့ဘာကြောင့်လဲဆိုတော့မြောင်လေးဟာသူမိခင်ကြီးစားဖို့စားစရာအသီးအရွက်တွေကိုတောအုပ်ထဲမှာနေ့စဉ်ရှာဖွေနေကြမဟုတ်လားအတင်းငှက်လေးကျွန်တော်မိခင်ကြီးရတဲ့တောအုပ်ထဲမှာအစာရှာဖွေနေတာဖြစ်ပါတယ်အဘဲကြောင့်အထူးအဆန်းဖြစ်နေရပါတလေလို့ပြောတယ်အဲ့ဒီခါငှက်လေးကမိတ်ဆွေစားစရာရှာဖွေနေတဲ့ဒီတောအုပ်ကြီးထဲမှာကြားကြီးကကောင်စိုးသွဲနေလို့ဘသူမှစားစရာရှာဖွေဖို့မထွက်ခဲ့ကြတော့ပါဒါကြောင့်မိတ်ဆွေမြောက်လေးအစာရှာဖွေရင်တတိဝရိယထားဖို့ပြောဆိုခြင်းဖြစ်ပါတယ်လို့ပြောလိုက်တဲ့မြောက်လေးလည်းငှက်လေးကိုကျေးဇူးတင်သွားပြီးအသင်းငှက်လေးရဲ့စကားကြောင့်ကျင်းတို့တောအုပ်ထဲမှာအစာရှာဖွေသွားရင်တတိဝရိယထားပါမယ်လို့ပြောဆိုကတောအုပ်ထဲကိုအစာရှာဖွေဖို့ထွက်လာခဲ့တာပေါ့ကွယ်မြောက်လေးဟာဇွဲလုံးလာထားပြီးရှာဖွေပေမဲ့သူမိခင်ကြီးစားခြင်းတဲ့ပန်းသီးကိုရှာဖွေမရတာမို့ငါမိခင်ကြီးစားခြင်းတဲ့ပန်းသီးကိုရှာဖွေလို့မရပါလားပန်းသီးပင်ဘယ်မှာရှိနိုင်တယ်ဆိုတာကိုသိရအောင်စုံစမ်းမှထင်မယ်လို့တွေးပြီးသွားတာပေါ့ကွယ်အဲ့ဒီအချိန်မှာအစာရှာဖွေနေတဲ့မြောက်ကြီးတကောင်ကိုတွေ့တာနဲ့မိတ်ဆွေမြောက်ကြီးမိတ်ဆွေကဒီတောအုပ်ထဲမှာအစာရှာဖွေစားနေသူဖြစ်လို့ပန်းသီးပင်ကိုတွေ့ဘူးပါသလားတွေ့ဘူးရင်ကျွန်ုပ်ကိုပြောပြပေးပါလို့ပြောတဲ့အခါမြောက်ကြီးကမိတ်ဆွေမြောက်လေးအတင်လိုချင်တဲ့ပန်းသီးပင်ရှိတဲ့နေရာကိုကျွန်ုပ်သိပါတယ်လာပြီမဲ့ပန်းသီးပင်ဟာစိုးသွားတဲ့ကြားကြီးရဲ့ကူအနီးမှာရှိလို့ခူးဆွတ်ဖို့မလွယ်ကူပါဘူးလို့ပြောလိုက်ပေမဲ့မြောက်လေးကဝမ်းသာသွားပြီးမိတ်ဆွေမြောက်ကြီးရဲ့စကားအတိုင်းကျွန်ုပ်ပန်းသီးခူးဖို့သွားပါမယ်လို့ပြောတဲ့အခါမြောက်ကြီးကစိုးရိမ်သွားပြီးမိတ်ဆွေမြောက်လေးအတင်ခူးဆွတ်မဲ့ပန်းသီးကစိုးသွားတဲ့ကြားကြီးရဲ့ကူနားမှာရှိလို့အသက်အန္တရာယ်ရှိနိုင်ပါတယ်လို့တားဆီးစကားပြောလိုက်ပါတယ်ဒါပေမဲ့မြောက်လေးကမိတ်ဆွေမြောက်ကြီးကျွန်ုပ်အတွက်မစိုးရိမ်ပါနဲ့ကျွန်ုပ်မိခင်ကြီးစားကျင်တဲ့ပန်းသီးကိုရအောင်ယူဆောင်ပါမယ်လို့ပြောဆိုပြီးကြားကြီးနေထိုင်တဲ့ကူအနီးကိုသွားတာပေါ့ကွယ်အဲ့ဒီအချိန်မှာကြားကြီးကကူဝမှာထိုင်ပြီးငါရဲ့စိုးသွားမှုကြောင့်တောအုပ်ထဲကတရိษံတွေဟာပုံအောင်နေကြလို့ငါစားဖို့မရှိတော့ပါလားလို့စဉ်းစားနေတဲ့ကြားကြီးအဲ့ဒီလိုတွေးနေတုန်းမှာပဲပန်းသီးစာဖွေဖို့လာခဲ့တဲ့မြောက်လေးကိုတွေးလိုက်ရတော့ငါပိုက်စာနေတာနဲ့အတော်ပဲမြောက်လေးကိုဟိန်ဟောက်လိုက်ရင်ထွက်ပြေးသွားမှတေးကြတယ်ငါမြောက်သားစားရတောင်ကြံစီမှုဖြစ်မယ်လို့ကြားကြီးကတွေးပြီးမြောက်လေးကိုအရင်ဆုံးစီးကြိုပြီးချို့သွားစွာပြောလိုက်တဲ့မိတ်ဆွေမြောက်လေးကျွန်ုပ်နေတဲ့ကူကိုဘာကြောင့်လာခဲ့ပါသလဲမိတ်ဆွေမြောက်လေးအလိုရှိတာကိုပြောပြပါကျွန်ုပ်အကူအညီပေးပါမယ်လို့ပြောဆိုတဲ့မြောက်လေးလေစိုးသွားနဲ့ကြားကြီးရဲ့စကားကိုကြားတော့မယုံနိုင်အောင်ဖြစ်သွားပြီးမြောက်ကမိတ်ဆွေကြားကြီးကျွန်ုပ်လိုအပ်တာကိုအကူအညီပေးမယ်ဆိုလို့ဝမ်းတာပါတယ်ဒါပေမဲ့အတင်ကြားကြီးရဲ့စိုးသွမ်းမှုတည်င်းကိုကြားသိခဲ့ပါတယ်လို့ပြောလိုက်တဲ့အခါကြားကြီးကမိတ်ဆွေမြောက်လေးကျွန်ုပ်ယခုအခါစိုးသွမ်းတဲ့စိတ်ကိုမထားရှိတော့ပါဒါကြောင့်မိတ်ဆွေမြောက်လေးကိုအကူအညီပေးပါမယ်လို့ဂတိပြုစကားပြောဆိုခြင်းဖြစ်ပါတယ်လို့ပြောဆိုလိုက်တဲ့ဒီတော့မြောက်လေးကကြားကြီးနေတဲ့ဂူကြီးနားမှာပန်းသီးပင်ကိုတွေ့လို့ဝမ်းသာသွားတာပေါ့ကွယ်အဲ့ဒီအချိန်မှာပဲပိုက်စာနေတဲ့ကြားကြီးကမြောက်လေးကိုစားဖို့ခုံအုပ်လိုက်ပြီးဖမ်းလိုက်တဲ့မြောက်လေးလေကြားကြီးရန်ကလွတ်မြောက်ဖို့ကြတာပေါ့ကွယ်မြောက်လေးကကြားကြီးကိုအတင်ကြားကြီးအတင်ကျွန်ုပ်ကိုစားလို့ပါကစားနိုင်ပါတယ်ဒါပေမဲ့ကျွန်ုပ်ကိုမစားခင်အတင်ထားခဲ့တဲ့ဂတိစကားအတိုင်းအကူအညီပေးပါအတင်ကြားကြီးကူနားမှာရှိတဲ့ပန်းသီးကိုကျွန်ုပ်ခူးပြီးမိခင်ကြီးကိုကျွေးမွေးခွင့်ပြုမှအတင်ကြားကြီးရဲ့အစာကို
ကျွန်ုပ်ခံပါမယ်လို့ရဲဝံစွာပြောဆိုလိုက်တဲ့အခါကြာကြီးကငါစားမဲ့မြောက်လေးကသူမိခင်ကြီးကိုလှုပ်ကြွေးနေပါလားငါမြောက်လေးကိုစားပြည့်ရဲ့သူမိခင်ကြီးဒုက္ခရောက်မှာမလွဲဘူးလို့တွေးမိပြီးမြောက်လေးကိုအသင်မြောက်လေးအသင်စိတ်ကောင်းစေတနာနဲ့မိခင်ကြီးကိုလှုပ်ကြွေးနေသူဆိုတာသိရလို့ကျွန်ုပ်စားဖို့မသင့်လျော်ပါအသင်မြောက်လေးရဲ့မိခင်ကြီးစားဖို့ပန်းသီးကိုနေ့စဉ်ခူးဆွတ်ပြီးကျွေးမွေးပါကျွန်ုပ်လည်းကျွန်ုပ်ရဲ့မိခင်ကြီးကိုအသင့်လို့ရှာဖွေကျွေးမွေးပါတော့မယ်လို့ပြောဆိုပြီးတခြားတောအုပ်ကိုပြောင်းရွှေ့နေထိုင်သွားတဲ့ကွယ်စိုးသွမ်းတဲ့ကြားကြီးပြောင်းရွှေ့သွားပြီဆိုတဲ့သတင်းကိုကြားတော့တောအုပ်ထဲမှာရှိရတရိษံတွေလည်းပျော်ရွှင်သွားပြီးအစာကိုအန်ဒီရဲ့ကင်းစင်ရှာဖွေစားနိုင်သွားကြောင်းမိခင်ကြီးကိုလှုပ်ကြွေးရဲ့မြောက်လေးရဲ့ကျေးဇူးတရားကိုတောအုပ်ထဲရှိတရိษံအားလုံးကမမေ့နိုင်ပဲရှိနေကြတဲ့ကွယ်